ဂျာနေတူးတဝက်ဝဲထုတ်ထဲမှာတောက်ကြကြုံနာမည်ကြီးဟာတကယ်တော့ဇလန်းတစ်လျှောက်လုံးမှာအလွန်ရေးပါပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇက်ကောင်တူဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ The Great State Library ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တောက်ကြကြုံနာမည်ကြီးအကြောင်းကိုဂျာနေတူးတဝက်ဝဲထုတ်ထဲကဟာဒီမှာကပဲဒန်နာရီနဲ့ဒေသန်တရားပုံမြင်တွေကအကြောင်းအရာအားလုံးကိုပါစူးသီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်တောက်ကြကြုံနာမည်ကြီးဟာအဖြူရောင်မုတ်စိတ်ရှည်ကြီးရှိပြီးလက်ထဲမှာသားမီးရက်ကိုကင်ထားတတ်တဲ့သဘောကောင်းပြီးတည်ငြိမ်တဲ့တက်ကြီးရက်ကိုနာမည်ကြီးဖြစ်ပုံဖော်လေးရှိပါတယ်။သူကနက်ပြည်ရဲ့ထိတ်တန်းတန်တမန်တူဖြစ်ပြီးပြဿနာတွေကိုအင်အားသုံးဖြေရှင်းတာထက်ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ဖြေရှင်းရတာကိုနှစ်သက်သူပါ။သူကကြောက်စိမ်းဧကရီရဲ့လက်အောက်မှာအနီးကပ်ဆုံးတဲ့အယုံကြည်ရသောအဆင့်မြင့်အကြံပေးအရာရှိကြီးဖြစ်ပါတယ်။နက်ပြည်အစိုးရအဖွဲ့မှာသူဟာခေတ်သစ်အခေါ်အဝေါ်အရနိုင်ငံခြားရေးဝန်ကြီးဒါမှမဟုတ်အထူးတန်တမန်နဲ့တူပါတယ်။ကျောက်စိမ်းဧကရီရဲ့ဆုံးဖြတ်ချက်မချခင်ဒါမှမဟုတ်အမိန့်တော်မထုတ်ပြန်ခင်မှာတောက်ကြကြုံနာမည်ကြီးရဲ့အကြံဉာဏ်ကိုအမြဲတောင်းခံလေးရှိပါတယ်။တောက်ကြကြုံနာမည်ကြီးဟာနက်ပြည်မှာအလုရှုံဆုံးနာမည်ကြီးတစ်ပါးပါ။သူလှုပ်ဆောင်ရတဲ့တာဝန်တွေကတော့ကဘာမြေပေါ်မှာတောင်းကျမ်းနေတဲ့နတ်ဖျားတွေဒါမှမဟုတ်မိစ္ဆာတွေကိုစစ်တိုက်ပြီးအနိုင်ယူမဲ့အစားနက်ပြည်ကနေနားချပြီးစီးကျုံသိမ်းသွင်းတဲ့အလုပ်ကိုလုပ်ပါတယ်။ကျောက်စိမ်းဧကရီရဲ့အရေးကြီးတဲ့အမိန့်တော်တွေကိုကဘာမြေဒါမှမဟုတ်ငရဲပုံထိတွားရောက်ကျင်ညာပေးရပါတယ်။လူပြည်နဲ့နက်ပြည်ကြားကပြဿနာတွေကိုစောင့်ကြည့်ရပြီးကြောက်စိမ်းဧကရစီအစီရင်ခံတင်ပြရပါတယ်။သူဟာအမားလုံးမိတဲ့သူတွေကိုနောက်တစ်ကြိမ်အခွင့်အရေးပေးဖို့အမျက်တိုက်တွန်းလေးရှိတဲ့အတွက်နက်ပြည်မှာငင်းချမ်းရေးကိုယ်စားလှယ်လို့တောင်ခေါ်လို့ရပါတယ်။စွန်းဦးခုံးကနက်ပြည်ကိုစူပူတောင်းကျမ်းတဲ့အခါနတ်မင်းကြီးတွေကစစ်တိုက်ဖို့ပဲစဉ်းစားကြပါတယ်။ဒါပေမဲ့တောက်ကြကြိုနတ်မင်းကြီးကတော့စွန်းဦးခုံးကိုနက်ပြည်မှာယာရုတစ်ခုပေးပြီးထိမ့်သိမ့်ဖို့ကြောက်စိမ်းဧကရကိုကြံပေးခဲ့သူပဲဖြစ်ပါတယ်။နတ်မင်းကြီးကစစ်မဖြစ်အောင်ကောင်းကင်ဘုံတဲကိုခေါ်ပြီးယာရုသေးသေးလေးပေးလိုက်ပါလို့အကြံပေးခဲ့ပါတယ်။ဒါကြောင့်ကြောက်စိမ်းဧကတိကစွန်းဦးခုံးကိုမင်းဆောင်ထိန်ယာရုပေးဖို့ခေါ်ဆောင်ခဲ့ပါတယ်။စွန်းဦးခုံးကမင်းဆောင်ထိန်ယာရုကိုမကျင်တန်းလို့ပြန်ပြေးတဲ့အခါမှာလဲနောက်ထပ်စစ်မတိုက်ဖဲစွန်းဦးခုံးအလိုရှိတဲ့ကောင်းကင်ဘုံနဲ့ညီမျှတဲ့ကြီးမြတ်သောတကိုးရှင်ဆိုတဲ့ဂုံပုတ်ကိုပေးဖို့တောက်ကြကြုံနယ်မင်းကြီးကကြားဝင်စိတ်သက်ပေးခဲ့တာပဲဖြစ်ပါတယ်။စွန်းဦးခုံးကနတ်ပြည်မှာဒုက္ခပေးနေတော့ကတခြားနတ်မင်းတွေကစွန်းဦးခုံးကိုမြောက်ဆုပ်လို့ခေါ်ကြပေမဲ့တောက်ကြကြုံနာမည်ကြီးကတော့စွန်းဦးခုံးကိုအမြဲတမ်းတကိုးရှင်လို့လေးလေးစားစားခေါ်ဆိုခဲ့ပါတယ်။ဒါကြောင့်လေကြောင်းမက်ဖွယ်ကောင်းတဲ့စွန်းဦးခုံးဟာဒီအဖိုးကိုနာမည်ကြီးကိုဆိုရင်အမြဲတမ်းအလျှော့ပေးပြီးအဖိုးကြီးလို့ခြေစနိုးနဲ့ပြန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့အမိန့်အရအနောက်ဘက်ခီးစဉ်စတင်တဲ့အခါမှာလဲတောက်ကြကြုံနာမည်ကြီးဟာစွန်းဦးခုံးတို့ဆရာတပည့်၄ဦးကိုကူညီခဲ့ပါတယ်။ခရီးလမ်းမှာကြုံရမဲ့မိစ္ဆာတွေရဲ့အကြောင်းကိုလူယောင်ဆောင်ပြီးလာရောက်သတိပေးလေရှိပါတယ်။ဆရာတော်ထန်ဆန်းကြားရင်းနဲ့ကြောက်ရောက်တော့မဲ့ချိန်မျိုးမှာလဲကဲထုတ်ပေးခဲ့ဘူးပါတယ်တရုတ်ရိုးရနခဗေဒရတိုက်ပိုင်လို့ခေါ်တဲ့တောက်ကြကြိုကိုဆိုလိုတာဖြစ်ပြီးအဖြူရောင်နဲ့တတ္ထုရက်ကိုကိုစားပြုပါတယ်ဝိထုထဲမှာတော့ဒီနန်းမင်းကြီးဟာဉာဏ်ပညာနဲ့တီးခံခြင်းပြရုပ်ပဲဖြစ်ပါတယ်ဒဏ္ဍာရီချို့မှာတော့တရုတ်ပြည်ရဲ့ကြော်ကြားဆုံးကဗျာဆရာလီပိုင်ကိုတောက်ကြကြိုနန်းမင်းကြီးလူဝင်သားရလို့ယုံကြည်ကြပါတယ်လီပိုင်မွေးကန်နီးမှာသူ့အမေကတောက်ကြကျဲကြီးကောင်းကင်ကနေကြလာတာကိုအိမ်မက်မက်ခဲ့လို့လီပိုင်ရဲ့အမိပြောင်ကိုလည်းတိုက်ပိုင်လို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ရှေးလူတွေကတောက်ကြကြိုကိုမနက်ခင်းမှမြင်ရရင်မိုးတောက်ကျဲညနေခင်းမှမြင်ရရင်စီးစာကျဲလို့ခေါ်ကြပါတယ်။ဒါဟာနတ်မင်းကြီးရဲ့အမြဲတမ်းလမ်းပြပေးတတ်တဲ့ဂုံတက်တီကိုဖော်ပြနေတာပဲဖြစ်ပါတယ်။သူ့ရဲ့လက်ထဲကတားမီးရဟာမကောင်းတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်ပြီးစိတ်နှလုံးကိုအေးချမ်းစေတယ်လို့ယူဆကြပါတယ်။တောက်ကြကြိုနတ်မင်းကြီးဟာတခြားဆင်းနတ်ဖျားတွေလိုလက်နက်မျိုးစုံနဲ့တိုက်ခိုက်တာထက်နတ်စွမ်းအားနဲ့မှော်ပညာကိုပုံမအသုံးချတဲ့နတ်မင်းကြီးတစ်ပါးဖြစ်ပါတယ်။သူကအသွင်ပြောင်းရမှာအလွန်ကျွမ်းကျင်ပါတယ်။စွန်းဦးခုံးတို့အဖွဲ့ခီးသွားတဲ့အခါလမ်းမှာရှိတဲ့ဘေးအန္တရာယ်တွေကိုသတိပေးဖို့အတွက်တောင်ဆောင်နတ်အိုကြီးဒါမှမဟုတ်တံပန်ရွာသားအသွင်မျိုးပြောင်းလဲပြီးကိုရောင်ဖြောက်ကူညီရက်ပါတယ်။သူ့လက်ထဲမှာအမြဲကင်ထားတဲ့အဖြူရောင်သားမီးရက်ဟာရိုးရိုးပစ္စည်းမဟုတ်ပါဘူး။မကောင်းသောမိစ္ဆာဆန်းရင်များကိုဖယ်ရှားတန့်စင်နိုင်ပါတယ်။ရန်သူရဲ့တိုက်ခိုက်မှုတွေကိုလည်းလွှဲဖယ်ပြစ်နိုင်တယ်လို့လေပေါ်မှာပြန်တန်းတဲ့အခါဒါမှမဟုတ်တိမ်စီးတဲ့အခါမှာလည်းအသုံးပြုပါတယ်။ပုံပြင်တွေထဲမှာနတ်မင်းကြီးကသူ့ရဲ့ဖူချမ်းကိုလွှဲရမ်းလိုက်ရင်နတ်ပြည်ကတိမ်တိုက်တွေပေါ်လာတာဒါမှမဟုတ်တစုံတစ်ခုကိုဖန်ဆင်းနာမျိုးတွေလှုပ်တတ်ပါတယ်။ပြီးတော့သူဟာငိမ့်ချမ်းရေးကိုလိုလားတဲ့နတ်မင်းကြီးဖြစ်လို့ဓာတ်ထက်ဆိုင်ရင်ဒီလိုသားမီးရက်ကိုပဲကင်ဆောင်တတ်တာဖြစ်ပါတယ်။သူတစ်ပါးရဲ့ဒေါသကိုငြိမ်ချသွားစေဖို့ဒါမှမဟုတ်စိတ်အေးချမ်းသွားစေဖို့ဒီဖူချမ်းကိုအသုံးပြုပြီးနတ်ဆန်းအားတွေထုတ်လွှတ်နိုင်ပါတယ်။တောက်ကြကြုံနတ်မင်းကြီးဟာကောင်းကင်ယံကကျဲတာယာတွေကိုကြည့်ပြီးအနာဂတ်ကိုကြိုတင်သိမြင်နိုင်စွမ်းရှိပါတယ်။ဘယ်နေရာမှာဘလို့မိစ္ဆာမျိုးရှိနေတယ်ဘ
ဘယ်အချိန်မှာဘေးအန္တရာယ်ကြုံရမယ်ဆိုတာကိုကြိုတင်တွက်ချက်နိုင်စွမ်းရှိပါတယ်တန်တမန်ရေးရနဲ့စကားပြောစွမ်းရင်ဒါကတော့သူ့ရဲ့အကြောက်ရဆုံးစွမ်းလို့တောင်ဆိုနိုင်ပါတယ်သူကအင်အားကြီးမားတဲ့ရန်သူတွေကိုတောင်လက်နက်မပါဘဲစကားနဲ့တင်အရှုံးပေးသွားအောင်ဒါမှမဟုတ်နက်ပြည်ဘက်ပါလာအောင်စီးယုံနိုင်ပါတယ်စွန်းခုံလို့ဘသူ့ကိုမှမကြောက်တဲ့သူတောင်တောက်ကြကြုံနာမည်ကြီးရဲ့စကားနဲ့ဆိုရင်နားထောင်ရလောက်အောင်သူ့ရဲ့စကားပြောစွမ်းရည်ကထက်မြက်ပါတယ်သူကကောင်းကင်နာမည်ကြီးဖြစ်တဲ့အတွက်တိမ်စီးတာလေးပေါ်ပြန်တာတွေမှာအလွန်လှမြတ်ပါတယ်နက်ပြည်နဲ့လူပြေကြားကိုခဏအတွင်းတင်သွာလာနိုင်တဲ့စွမ်းရှိပါတယ်သူ့ရဲ့စွမ်းကအင်အားသုံးခြင်းမဟုတ်ပဲပညာသုံးခြင်းဖြစ်ပါတယ်ဒါကြောင့်လဲနတ်ပြည်မှာပညာရှိအမတ်ကြီးအဖြစ်လူတိုင်းကလေးစားကြတာပါတောက်ကြကြုံနာမည်ကြီးဟာတရုတ်တန်နာရီထဲမှာလူသားတွေဒုက္ခရောက်နေရင်စင်ရဲသားအဖိုးကိုအသွင်ဆောင်ပြီးဆင်းလာတတ်ပါတယ်သူဟာလူသားတွေကိုစိုက်ပျိုးရေးပညာစေဝါပညာနဲ့စัจ java ရဲ့နိယာမတွေကိုသင်ကြားပေးခဲ့တယ်လို့ယုံကြည်ကြပါတယ်အထူးသဖြင့်အလူတန်းရရောသူတွေကိုနတ်ပြည်ကနေစူးလက်တွေပေးသနာတတ်တဲ့နာမည်ကြီးဖြစ်လဲတင်စားကြပါတယ်တချို့သောကျမ်းစာများအရတောက်ကြကြုံနာမည်ကြီးဟာထိုက်ရှက်လောင်ကျွဲနာမည်ကြီးနဲ့အတူမသေးသေးဖော်ဆက်တဲ့နေရာမှာကူညီပေးရသူလို့ဆိုရတယ်။သူဟာအပင်တွေတတ္ထုတွေရဲ့ဂုံတက်တီကိုကောင်းကောင်းသိနာလေတဲ့နတ်ပြည်ရဲ့ဓာတုဗေဒပညာရှင်လည်းဖြစ်ပါတယ်။ပုံပြင်တစ်ခုအရတောက်ကြကြုံနာမည်ကြီးဟာနဂါမင်းတစ်ပါးရဲ့သမီးတော်နဲ့ချစ်ကြိုက်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူကနတ်ပြည်ရဲ့တာဝန်တွေကိုထမ်းဆောင်မှုအတွက်လူကိုယ်တိုင်ထက်တာဝန်ကိုဦးစားပေးခဲ့ရပါတယ်။တောက်ကြကြုံနာမည်ကြီးနဲ့နဂါမင်းသမီးတို့ရဲ့အခြေဇလန်းဟာဂျာနေသူတဲ့ဝဲထုထဲမှာမပါဘဲတရုတ်ရိုးရပုံပြင်နဲ့ကြပြာလောကမှာပိုပြီးလူတီများတဲ့ရင်းနှင်းစရာအခြေတန်နာရီတစ်ပုဒ်ဖြစ်ပါတယ်ရှေ့တုန်းကတောက်ကြကြုံနာမည်ကြီးဟာနတ်ပြည်ရဲ့အမိန့်တော်အရလူပြည်ကပင်လယ်သမုဒ္ဒရာတွေကိုစစ်ဆေးဖို့ဆင်းလာခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှိပင်လယ်နဂါမင်းကြီးရဲ့သမီးတော်နဂါမင်းသမီးလေးနဲ့တွေ့ဆုံခဲ့ပါတယ်မင်းသမီးလေးဟာအလွန်လှပရုံတွေမကပဲအေဂျင့်နဲ့စိတ်နှလုံးရှိသူဖြစ်ပြီးနတ်မင်းကြီးရဲ့တည်ငြိမ်တဲ့ပညာရှိအသွင်ပြင်ကိုမြင်ပြီးချစ်ခင်ဆွဲလန်းသွားခဲ့ပါတယ်ဒဏ္ဍာရီတွေအရတောက်ကြကြုံနတ်မင်းကြီးဟာနတ်သက်မရှိခင်သို့မဟုတ်ယာရူးကြီးမရခင်လူပြေကိုဆင်းသက်လာစဉ်ကအလွန်ချောမောခံရတဲ့နတ်သားပုံစံရှိခဲ့ပါတယ်သူဟာအဖြူရောင်မွေးရုံကိုဆင်းမြန်းထားပြီးမျက်နှာကလာမင်းလိုဝင်းပါကြည်လင်တယ်လို့ဆိုပါတယ်နဂါမင်းသမီးလေးဟာပင်လယ်ကမ်းစပ်မှာဒီနတ်သားရဲ့စောင်းတီးခတ်တန်သို့မဟုတ်ကြပြာရွတ်တန်ကိုကြားပြီးပထမဆုံးမြင်ချင်းချစ်မိသွားခဲ့တာပဲဖြစ်ပါတယ်သူတို့ရဲ့အချစ်ကအမတန်နုနယ်ပြီးကြပြာဆန်တယ်လို့ပြောလို့ရပါတယ်နဂါမင်းသမီးလေးဟာလူသားမိန်းကလေးအသွင်ပြောင်းပြီးပင်လယ်ကမ်းစပ်ကကြောက်ဆောင်နေကြမှနတ်မင်းကြီးနဲ့လာရောက်တွေ့ဆုံလေးရှိပါတယ်နတ်မင်းကြီးကသူမကိုကောင်းကင်ရန်ကကျဲတာယာတွေအကြောင်းပြောပြပြီးမင်းသမီးလေးကတော့ပင်လယ်ရေအောက်ကရတနာတွေနဲ့နဂါနန်းတော်အကြောင်းပြန်ပြောပြရင်းတန်ရောတင်တွေ့ခဲ့ကြတာပဲဖြစ်ပါတယ်နဂါမင်းသမီးလေးကသူ့ကိုအမတ်တရအနေနဲ့ပင်လယ်ရေပလဲတစ်လုံးလက်ဆောင်ပေးခဲ့ဘူးတယ်လို့တချို့ပုံပြင်တွေမှာဆိုကြပါတယ်နတ်မင်းကြီးဟာလည်းမင်းသမီးလေးကိုချစ်မြတ်နိုးခဲ့ပေမဲ့သူတို့ကြားမှာကြီးမားတဲ့အတားဆီးကြီးရှိနေပါတယ်တောက်ကြကြုံနတ်မင်းကြီးဟာကောင်းကင်ဘုံရဲ့အရာရှိတဦးဖြစ်ပြီးစီကန်းအလွန်ကြီးပါတယ်နဂါမင်းသမီးလေးကတော့ရေအောက်ကဘာရဲ့အရှင်သခင်ပဲဖြစ်ပါတယ်နတ်ပြည်ရဲ့ဥပဒေအရနတ်မင်းတစ်ပါးဟာလူလောကဒါမှမဟုတ်တခြားသောလောကကသူတွေနဲ့အချစ်ဇလံဖြစ်ခွင့်မရှိပါဘူးသူတို့နှစ်ဦးဟာခိုးယူတွေးဆောင်ခဲ့ကြပေမဲ့ကြောက်စိတ်ဧကရိကတည်သွားတဲ့အခါမှာတော့တောက်ကြကြုံနတ်မင်းကြီးကိုနတ်ပြည်ပြန်လာဖို့အမိန်ပေးခဲ့ပါတယ်နတ်မင်းကြီးဟာနတ်ပြည်ရဲ့တာဝန်တွေကိုပြစ်ပယ်လို့မရတာကြောင့်မင်းသမီးလေးကိုခွဲခွာခဲ့ရပါတယ်ခွဲခါကနီးမှာသူကမင်းသမီးလေးကိုငါဟာကောင်းကင်ကကျဲတပွင့်အနေနဲ့မင်းကိုအမြဲစောင့်ကြည့်နေပါမယ်မင်းငါ့ကိုလွမ်းတဲ့အခါတိုင်းကောင်းကင်ကအတောက်ပါဆုံးကျဲကိုကြည့်လိုက်ပါလို့ပြောခဲ့ပါတယ်ဒဏ္ဍာရီရတောက်ကြကြုံနတ်မင်းကြီးဟာနတ်ပြည်ကိုရောက်တဲ့အခါမင်းသမီးလေးကိုလွမ်းဆွတ်တဲ့စိတ်နဲ့ကောင်းကင်ရံမှာအတောက်ပါဆုံးကျဲအဖြစ်ကိုရောင်ကိုဝါတွေလွှတ်ထုတ်ခဲ့ပါတယ်မနက်ခင်းမှာမင်းသမီးလေးနိုးလာတဲ့အခါနှုတ်ဆက်ဖို့အစောဆုံးထွက်ပေါ်လာပါတယ်ညနေခင်းမှာမင်းသမီးလေးအိပ်ဆက်ချိန်မှာစောင့်ရှောက်ဖို့နောက်ဆုံးမှဝင်ခဲ့ပါတယ်နဂါမင်းသမီးလေးဟာနတ်မင်းကြီးကိုစောင့်နေရင်နောက်ဆုံးမှာဆောင်းစားခြင်းကြောက်ဆောင်ဖြစ်သွားခဲ့တယ်လို့တချို့ဒေသနေရာပုံပြင်တွေကဆိုကြပါတယ်နတ်မင်းကြီးဟာလည်းသူမကိုမေးလို့မရတာကြောင့်ညားစဉ်ညာတိုင်းသူမရှိရာပင်လယ်ပြင်အထက်မှာအတောက်ပါဆုံးကျဲအဖြစ်နဲ့ကိုရောင်ကိုဝါပြနေတာပဲဖြစ်ပါတယ်စိတ်ဝင်စားစရာအချက်ကဂျာနေသူတဲ့ဝဲထုထဲမှာစွန်းဦးခုံးကသူ့ကိုအဖိုးကြီးလို့ခေါ်တိုင်းသူကဘလို့မှစိတ်မဆိုးပဲပြုံးနေတတ်တာဟာဒီလိုနူးညံ့တဲ့အတိမ်ကြောက်ရှိခဲ့လို့လည်းဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒီပုံပြင်ဟာထောက်ကြကြုံနတ်မင်းကြီးကဘာကြောင့်အမြဲတမ်းဂယုဏသိရှိနေသလဲဆိုတာကိုရှင်းပြထားတာလည်းဖြစ်ပါတယ်သူကိုယ်တိုင်အချစ်အတွက်နာကျင်ခဲ့ရဘူးလို့စွန်းဦးခုံး
ဒါမှမဟုတ်တခြားမိစ္ဆာတွေအမားလုံမိတဲ့အခါအပြစ်ပေးဖို့ထက်အခွင့်အရေးပေးဖို့ကိုအမြဲတမ်းတိုက်တွန်းတာလို့တချို့ကယူဆကြပါတယ်သူဟာစွန့်ဦးခုံအတွက်တော့နတ်ပြည်မှာယုံကြည်ရဆုံးနဲ့အရင်အဆုံးတငယ်ချင်းကြီးတူလိုပါပဲစွန့်ဦးခုံကတခြားနတ်မင်းတွေကိုရိုင်းရိုင်းဆန်းဆန်းဆက်ဆံတတ်ပေမဲ့တောက်ကြကြုံနတ်မင်းကြီးကိုတော့လေးလေးဆာဆာဆက်ဆံလေးရှိပါတယ်တောက်ကြကြုံနတ်မင်းကြီးရဲ့အကြောင်းကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုင်းနှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်တော့မမေ့ပါနဲ့အောင်ခင်ဗျကျေးဇူးတင်ပါတယ်